ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်နာမည်က Dog Trainer ဆရာဇွဲနိုင်ဖြစ်ပါတယ်ခင်ဗျအခုဒီနေ့ကျွန်တော်ပြပေးချင်တာကလူတော်တော်များများကျွန်တော်ကိုလာမေးကြတယ်ပေါ့နော်ဆရာကြီးကျွန်တော်ကလေးကျမကလေးကကိုက်နေလို့အစာချောင်းကိုက်တယ်သူ့ရဲ့ပိုင်နှက်ချောင်းကိုက်တယ်သူ့ကိုကိုင်လို့မရဘူးသူ့ထိလို့မရဘူးဒီလိုအကြောင်းကြောင်းပေါ့နော် aggressive ဝင်နေတယ်ကိုက်နေတယ်ပြောမြတ်ဆိုများကြီးဖြစ်နေတယ်အဲ့လိုຢာလေးကိုတင်ကျင်လို့တရက်တင်နဲ့ရှိလားလို့နှစ်ရက်တင်နဲ့ရှိလားလို့လာမေးကြရဗျာနော်အဲ့တော့ကျွန်တော်သိထားမှာကျွန်တော်ပြပေးချင်တာဟိုးအရင်လောင်းကူတွေတုန်းကလည်းကျွန်တော် sharing တွေပြပေးဥပါတယ်အခုထပ်မှန်ပြီးပြပေးမှာဗျာနော်ဒီလိုအကြောင်းအရာတွေဒီလိုဖြစ်တွေကကျွန်တော်တို့ကဒါသင်ကြားရေးမဟုတ်ပါဘူးဗျာနော်ပြုပြင်ရေးပါနော်ကျွန်တော် training မဟုတ်ပါဘူးကျွန်တော် training ကိုမှကျွန်တော်တို့က behavior အမှုကျင့်တွေကိုဒီကောင်းမွန်လာအောင်ကျွန်တော်ပြုပြင်ပြောင်းလဲပေးရမယ်အပိုင်းပါဗျာနော်အဲ့တော့ကျွန်တော်တို့ကဒီလိုပြုပြင်ပြောင်းလဲပေးရမယ်ကလေးတွေကိုကျွန်တော်တို့ကဒီအခုပေါ့နော်ကျွန်တော်အလိမ္မာသင်တန်းလေးတွေရိုးအခြေခံအလိမ္မာသင်တန်းလေးတွေဒါလေးနဲ့သင်ပြီးတော့ကျွန်တော်ထိုင်ထောင်းဝင်နေသင်နေုံနဲ့မရဘူးဗျာနော်အဲ့တော့ဒီအပိုင်းမှာဆိုကျွန်တော်စိတ်လာရပေါ့နော်ဒါလေးမေးတာလေးကျွန်တော်အရင်ကလက္ခဏာဖြည့်ပေးမှုပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကမူချင်းပြောင်းလဲမဲ့ကလေးတွေကိုတရက်သင်နဲ့နှစ်ရက်သင်နဲ့သင်လို့မရပါဘူးခင်ဗျာနော်အမှုချင်းပြောင်းလဲမဲ့ကလေးဆိုရင်အချိန်ပေးရပါတယ်ခင်ဗျာနော်ပြီးတော့သူတို့ဆရာကြီးနောက်တစ်ခုကကျွန်တော်ပြောမေးကြတယ်နေရရောဒီရန်ကုန်အတွင်းရပေါ့မေးရပေါ့နော်အဲ့ဒါဆိုရင်ဆရာသင်လို့မရရင်လည်းကျွန်တော်တို့အကြံလေးပေးပါအောင်ဘယ်လိုလုပ်အောင်မလဲကြိုက်တော့မကြိုက်အောင်ဘယ်လိုလုပ်အောင်မလဲကျွန်တော်လာမေးကြတယ်ကျွန်တော်ခုနပြောသလိုပဲဒီအမှုချင်းပြောင်းလဲမှုဆိုတာအချိန်ပေးရတဲ့ကိစ္စမျိုးကိုကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုတဲ့မေးခွန်းကြတော့ကျွန်တော်ရှင်းပြောရင်ဟိုမေးခွန်းတတ်တာပေါ့နော်မေးခွန်းတတ်တဲ့သဘောမျိုးပေါ့ဘာဖြစ်လို့ပြောရလဲဆိုရင်ဒီလိုမူချင်းပြောင်းလဲမဲ့ကလေးတွေကျွန်တော်တို့ကသူတို့ရဲ့အချင်းတွေအရက်ရက်တွေသူတို့ဘာကြောင့်ကြိုက်လာတာလဲဘယ်ချိန်ကစပြီးကြိုက်လာဒီလိုအမူချင်းတွေဖြစ်လာတာလဲသူတို့ဘယ်လိုပုံစံတိုက်တွေထားလဲဒါတွေကိုကျွန်တော်တို့မသိရဘဲနဲ့ကျွန်တော်ကဘယ်လိုလုပ်ပါညာလို့လုပ်ပါရှောက်ပြီးပြောလို့မရဘူးဗျာနော်တချို့ဆိုရင်ကလေးတွေကိုဆရာကကျွန်တော်ကလေးကိုကျွန်တော်တန်ကြိုးချီထားတယ်တန်ကြိုးချီရတယ်သူကဟောင်းနေတယ်သူကအဲ့ထဲကစလွဲနေပြီနော်ကျွန်တော်ပြောချင်တာလေနော်အဲ့ထဲကစလွဲနေပြီဒီရောက်ွက်ထဲကပြောတဲ့စကားတွေနဲ့ကျွန်တော်ဆုံးလို့မရဘူးဗျာနော်အဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တာအမှုချင်းပြောင်းလဲမဲ့ကလေးတွေကိုရက်ရှိသင်တန်းထားမှရပါမယ်အဲ့ဒါမှမဟုတ်ရင်တော့ဘယ်လိုထားရမယ်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုကျွန်တော်အကြံပေးသင်တန်းအနေနဲ့ခေါ်ခြင်းတော့ခေါ်လို့ရပါတယ်ဗျာနော်ဒီတိုင်းဘယ်လိုလုပ်ရမလဲလာမေးတာကြကျွန်တော်လည်းပြောရခက်ပါတယ်ဗျာနော်ကလေးအချင်းတွေအကြောင်းအရာတွေမသိဘဲနဲ့ပြောပြပေးဖို့ဆိုတာမလွယ်ပါဘူးခင်ဗျာနော်ပြုပြင်ရေးနဲ့သင်ကြားရေးဆိုတာမတူပါဘူးခင်ဗျာနော်ဒါလေးကိုထပ်ပြောပြပါမယ်ပြုပြင်ရေးနဲ့သင်ကြားရေးဆိုတာမတူပါဘူးခင်ဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ